ပဲမင်္ဂလာပါကိုစု gaming channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောင်းဝစနစ် base လေးကိုကျွန်တော်ဖြုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီကောက်ကိုတိမိတင်ပါတယ်ဗျာကျွန်တော်မနေ့ကတော့တင်ခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲဒါကတော့ကျွန်တော်ရဲ့အရင်အကောက်ကလေးပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ attack file လေးကိုတွားလိုက်ရအောင်ခင်ဗျာကျွန်တော် okay ဒါကတော့ကျွန်တော် attack လေးပေါ့နော်ကဲ attack file လေးကြည့်လိုက်ဆိုရင်တော့ကျွန်တော်စလိုက်ရအောင်ဗျာဒါကတော့ကျွန်တော်တိုင်းမဲ့တောင်းဝစနစ်ရဲ့ base လေးပဲဖြစ်ပါတယ်တို့ damage ရင်းမများတဲ့ဘက်ကနေကွင်းနဲ့ healer လေးတွဲပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် light ရှိအောင်လေ okay ဒီနားလေးကတော့ defend နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနားကနေကွင်းလေးနဲ့ခါလေးစိုက်ရှင်းနိုင်မယ်ဗျာ okay ကွင်းရှာဝိုင်းကျွန်တော် healer လေး3ကောင်စုချပေးမယ် okay နောက်ကနေထားလေး light show ပေးမယ်ဗျာ okay ကွင်းနဲ့စိုက်ရှင်းပြီးတော့မှကျွန်တော်တို့ border နဲ့ချအောင်နော် okay ကွင်းရတော့အရှာတစ်ခုရပါတယ်ကျွန်တော် okay အလီဇာ story ကိုလည်းဖြူပြီးသွားပြီokay ဒီမှာနောက်တစ်ခုကြာရရ okay တော့နှလုံးပြူကနူးတစ်လုံးကြာရဒီတစ်ခုကတော့ပြူမှရတယ်မဟုတ်ပြူလို့မရှိဘူး okay ဒီကနူးကတော့ပြူသွားရတာအော်ဘာကနူးကြာရ okay ဘောဖရီကကိုတော့ကန်ပြီးထားတယ်ဘောဖရီကတစ်လုံးကိုရင်ချပေးထားမယ်ဗျာဒါမှမရရင်နောက်တစ်လုံးထပ်ချပေးလိုက် okay ရပါပြီပွင့်သွားပြီ okay နောက်ထပ်အထက်ဟာကထိုင်ချူမယ်ဗျာအထက်ကတော့မရတော့ဘူးဘာလို့ဆိုတော့ကျွန်တော်ကနူးလည်းရှိတယ်ဗျာဒါကြောင့်ကွန် ability ပြရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ dragon လေးကိုလည်းချတယ်ပြီးတော့လို့ရှိရင် ice golem ချမှာဘောလုံးထည့်ပြီးတော့ရင် glue လေးတွေထည့်ပြီးမယ်ဟို baby dragon ဘောလုံးကုန်ထည့်ပြီးတော့ electro dragon ထည့်ပြီးဟိုလည်း minion break ထည့်ပြီးတယ် okay ရှင်းလိုက်ရအောင် base speed လုံးချမယ်ပြီးတော့လို့ရှိရင်ကျွန်တော် frequency speed လုံးတော့အုပ်ပေးလိုက်မယ်ဗျာ okay ဒါဆိုပြီးတော့လို့ရှိရင်ကျွန်တော်တို့ base speed ထည့်ချမယ်ပြီးတော့ရှင် close speed ပါချပေးမယ်ဗျာ okay ပြောလို့ရှိရင် frequency speed တော့တော့ထပ်အုပ်ပေးမယ်ဗျာokay ရောရပလက်ဒီလေးပေးထားတယ်ပြောလို့ရှိရင်နောက်ထပ်ရောကနေထပ်ပြီးတော့ပွင့်လာထားတယ်လေ free spin နဲ့အုပ်လိုက်ပြီတောင်းတော့ရမယ်ဒီနေ့ရတောင်းတော့ easy ပဲပြောတောင်းတော့ baby dragon လေးရှိတယ်ပြော okay ပြီးတော့ minion break ကို ability ပေးလိုက်ကြဟုတ် minion break ကကားတော့ရောကတော့ဘာမှမကြံတော့ဘူးပေါ်မှလေးပဲကြံနေတာ okay minion break နောက်ဆုံးနေပြီးတော့ဒီဝိုင်းကလူရတဲ့ကောင်ကိုကျန်တော့ရပါ3 star တော့ပေါက်မယ်လို့မထင်ဘူးကွာ2 star လောက်ပဲပေါက်အချိန်လည်းမကြည့်ဘူး59စက္ကန့်ပဲကျန်တော့ရပါမလားဒီရလည်းမပြည့်ရတဲ့စက်တိုက် okay electro dragon ကတခါတော့မကားပြီးတော့ electro ကဟုတ်ကျွန်တော်ဝါရန်ပဲကျန်ဝါရန်ဟီလာပဲကျန်ဝါရန်နဲ့ဟီလာနဲ့ဘာလုံးမရအောင်အေးဘိုးတော့ဖြိုးနေပါဝါရန်လေးရတော့ကောင်းပါလေဘယ်လိုတူလဲဒါပေမဲ့ဘလို့မှမရနိုင်ဘူးကြာအချိန်လည်းမကျန်တော့အချိန်လောက်ရင်တော့မှဝါရန်နဲ့ဟီလာဆိုတော့ဘာမှလုပ်လို့မရတော့ဘူးကြာနှစ်ကောင်ဝင်းကျန်တော့တာဘာမှလုပ်လို့မရတော့ဟုတ်တယ်ဘာမှလုပ်မရတော့ရှုံးသွားခိုင်းနေတယ်မြန်လိုက်ရကွာဝိုင်းပြနေရငါစကားနဲ့ကျတော့မရတော့ဘူး3 star ပေါက်ဝင်လို့ထင်တာ2 star ပဲပေါက်သွားတယ်ကန်နဲ့စိုးလိုက်လားခေတ္တကျွန်တော်တောင်းစစ်ကို3 star 2 star ပေါက်တိုက်ရတော့ဖြစ်ပါတယ်နောက်နေ့ပြည်မှာကျွန်တော်ပြန်တွေ့ကြမှာလားအလိုတတခဏလေးကျွန်တော်ပြောချင်ချင်ကျွန်တော်ဒီ view လေးကြားနေတဲ့ဆိုတော့ like subscribe လုပ်ပြီးတော့ကြည့်ပြီးတော့လည်းတောင်းဆိုပါရစေ။အဝတ်တက်တာပါခင်ဗျာ။